လွန်ခဲ့တဲ့နှစ်ပေါင်း4.6ဘီလီယံခန့်ကကျွန်တော်တို့ရဲ့နေဖွဲ့စည်းဟာအေယာမဖုံမုံကြီးနဲ့တန်ငွေတင်တိုက်ကြီး Novella တစ်ခုဖြစ်စတင်ခဲ့တာပါ။အဲဒီတင်တိုက်ရဲ့ဗဟိုမှာဒွတ်ထုတွေဆူစီပြီးအပူရှင်ပြင်းထန်လာရာကနေကျွန်တော်တို့ရဲ့နေမင်းကြီးစတင်မွေးဖွားလာခဲ့ပါတယ်။နေမင်းကြီးဖြစ်ပေါ်လာပြီးနောက်ကြန့်ရှိနေတဲ့တန်ငွေနဲ့ကြောက်ခဲအပိုင်းစာတွေဟာနေကိုပိုပြုတ်ပြီးပြားရှာဝိုင်းပြပြီး disk တစ်ခုလိုလဲပတ်နေကြပါတယ်။နေဖွဲ့စည်းမှာပထမဆုံးစတင်ဖြစ်ပေါ်လာတဲ့ဂျိုကတော့ဂျာတပရီဂျိုဂျူပီတာပဲဖြစ်ပါတယ်။သူဟာနေဖြစ်ပြီးနောက်နှစ်ပေါင်း3တန်းတွင်းမှာစတင်ဖြစ်တည်လာခဲ့တာပါ။ဂျာတပရီဂျိုဟာအစောဆုံးဖြစ်လာတာကြောင့်နေဖွဲ့စည်းတွေကကြန့်ရှိနေတဲ့တန်ငွေအများစုကိုသိမ့်ပိုက်နိုင်ခဲ့ပြီးအကြီးမားဆုံးဂျိုကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဂျာတပရီဂျိုပြီးတဲ့နောက်သိမ့်မကြခင်မှာပဲစနေဂျိုတာလည်းပဲဒုတိယမြောက်အစောဆုံးဂျိုဆင်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့နေနဲ့ပိုဝေးတဲ့နေရာမှာ Uranus နဲ့ Neptune တို့လိုရေခဲဂျိုကြီးဖြစ်ပေါ်လာခဲ့ပါတယ်။နေနဲ့နီးကပ်တဲ့အတွင်းပိုင်းမှာတော့အပူရှိန်ကြောင့်တန်းငွေတွေမစုစည်းနိုင်ပဲရေခဲတွေစုစည်းလာရကနေအတွင်းပိုင်းကြိုငယ်လေးတွေဖြစ်လာခဲ့ပါတယ်ဒီလိုပုတ်တဟူတောက်ကြကဘာနဲ့အင်္ဂါဂျိုတို့ဟာနေဖွဲ့စည်းတက်တန်နှစ်ပေါင်းတန်း90ကနေတန်း100ပတ်ဝန်းကျင်မှာအချောတက်ဖြစ်တည်လာခဲ့တာပါဂျာတာပရိဂျိုဟာစောပိုင်းလေးမှာနေနဲ့နီးကပ်ရာကိုတိုးဝင်လာပြီးမှပြန်ဆုတ်ခါတော့တာကြောင့်တခြားဂျိုတွေရဲ့ဒီနေရာနဲ့အရွယ်စားကိုအများကြီးတက်ရောက်မှုရှိခဲ့ပါတယ်ဂျိုးရီဖြစ်ပေါ်ပြီးနောက်ပိုင်းကျန်နေတဲ့အစိတ်ပိုင်းတွေဟာကျေတခွန်တွေဂျိုးသိန်းဂျိုးမွားတွေအဖြစ်နေရဲ့ဖွဲ့စည်းရဲ့အပြင်ဘက်ကိုလွင့်ထွက်သွားကြပါတယ်။နေဖွဲ့စည်းရဲ့အစီအစဉ်တကျဖြစ်မှုဟာဂျာတာပရိဂျိုရဲ့အစောဆုံးဖြစ်တည်မှုနဲ့အလွန်နှက်ဆိုင်စွာဆက်နွယ်နေတာပဲဖြစ်ပါတယ်။